ညီကိုတို့ပြောမှပဲတစ်ချက်လောက်ယူထိုးပြီးတော့စီကြီးမှာပေါ့နော်ဆက်ကဲတော့မယောင်းပေါ့နော်ရှိရတာမဲ့စီးဖို့ချိန်မရှိလို့ပေါ့နော်နောက်ပြီးတော့ကျွန်တော်တစ်ခါတိုင်းဆိုရင်လည်းကျွန်တော်ဒီလိုမြဲစီးနေတဲ့လူမဟုတ်ပေါ့နော်အကြကြမှာတစ်ခါစီးရအခုစီးတာမတွေးတာကြတော့တတိယနေပြီလားမသိဘူးအဲ့တော့ဆက်ကဲကတော့ဒီမစီးတာကြလို့ရှိရင်ပေါ့နော်ကျွန်တော်တို့ဆက်အရင်ဒါတော့ဆက်ကဲချစ်တဲ့လူလေးပဲလောက်ဆက်အရင်နှိုးထားကြီးပဲပေါ့နော်ဘာဖြစ်ဆိုတော့ဆက်မနှိုးခင်မှာကျွန်တော်တို့bring ကနေနှုတ်ပြီးတော့ blue ကနေထွက်တော်လို့ရှိရင် engine ဝယ်ကနေရမနှဲ့သေးဘူးဆိုရှင်အထဲမှာ engine ထဲမှာရှိတဲ့ပစ္စည်းတွေကတန်ရာဖြစ်ရတာပေါ့နော် okay နှုတ်ကြည့်မယ် oh မနိုးတနိုးနဲ့နှုတ်သွားတာကြီးပဲအဲ့လိုဒီတိုင်းနှိုးပြီးတော့ထားတာခဏလေးထားတာပေးမှစီနော်ဒါဆိုင်ကယ်ချစ်တဲ့လူလေးပဲလောက်တယ်နေရဒီလောက်ပူတော့ကစီးတာကြတော့စီးလို့မတက်တော့ဘူးဆိုင်ကယ်လဲစီထက်ဖို့လာတာမဟုတ်လေထိုးလာတာအရှိမတအားလေးအောင်ပိတ်ရတာလေနေတော့စီးလို့မကောင်းကောင်းလေးတယ်လေများတော့စီးလို့စမပြေဘူးအဲ့လိုဘာတကူမှလွန်ကြိုလို့မရဘူးကွာနော်သူပုံမှန်တိုင်းနဲ့ပုံမှန်တိုင်းပဲရလေဘယ်လောက်ထိုးမလဲဆိုတော့မသိဘူးလက်နဲ့တိုက်ပြီးတော့ထိုးပေါ့နော်ဒါမဲ့ဒီတရားကြီးတွေကလက်နဲ့တိုက်ပြီးတော့သိပြီးစမပြေဘူးပေါ့နော်သူတိုက်စရာနဲ့မှအဆင်ပြေကွဲနေပြီဒီနားမှာကွဲနေပြီများကွဲနေတဲ့ဟာလည်းအများကြီးရှိရလိုနေ1000ကျော်လိုနေပြီပဲဆန်1000ကျော်လိုနေပြီဒီမှာဈေးကြီးတဲ့တရားလေးလည်းအများကြီးရှိတာပေါ့နော်ဒါမှကျွန်တော်ထက်တာတော့ဈေးကြီးတဲ့တရားတော့မဟုတ်အလဲစားလေးပေါ့နော်2019တော့ကျွန်တော်ထက်ထားတာလို့ဆိုထူပေါ့နော်ဒီလေးလို့ဆိုထူကလေးကြတော့ကျွန်တော်တို့အခုဆိုလို့ရှိရင်ဆိုင်မှာအဟောင်းရှိရင်ရှိပဲပေါ့နော်ဒီ model အသစ်ဆိုရင်တော့ဒီလို့ဆို3ဖြစ်သွားပြီပေါ့နော်နှစ်မရှိတော့မစီးဘဲနဲ့ထားလို့ရှိရင်လည်းမကောင်းပေါ့နော်ပစ္စည်းတတ်တာပေါ့နော်ပစ္စည်းရလည်းများတယ်အဲ့တော့တပတ်မှာတစ်ခါစီးပေးရင်တော့မှနော်စီဖို့ကုန်တာလွယ်တော့ကျန်တဲ့ဟာအကုန်ကောင်းတယ်ဒီတစ်ခါကျွန်တော်မစီးရကြာတယ်တော်တော်လေးကြာတာပဲလို့ပြောရမယ်အဲ့ဒါကိုတစ်ခါပဲဒီလိုမျိုးထားသေးတာပေါ့နော်ပုံမှန်လိုက်ဆိုလို့ရှိရင်တစ်လ2လမှာအဲ့လိုတော်ပြီးတော့စီးတာပေါ့နော်အခု5-6လလောက်ကျွန်တော်ထားတာတာယာလေးပစ္စည်းသွားတာကြည့်